皆さんこんにちは。ဒီနေ့မှာတော့ M5 ခန်းကြီး lesson 5ပေါ့နော်။အဲခါရာတခိတခန်းကြီးစံဒီပုံတွေကိုကြည့်ပြီးတော့ပုံတွေကနေပြုလုပ်နိုင်ခဲ့တဲ့ခန်းကြီးပေါ့နော်။အခန်း3ပေါ့နော်။ခန်းကြီး3ပုံတွေကနေပြီးဖြစ်ပေါ်လာတဲ့ပုံတွေကိုကြည့်ပြီးတော့ရေးနိုင်ခဲ့တဲ့ဒီခန်းကြီးပေါ့နော်။ဟုတ်ပြီပထမတစ်လုံးအနေနဲ့သူကကြတော့သူကဒီခန်းကြီးလေးဖြစ်ပါတယ်။ဒီခန်းကြီးလေးပေါ့နော်။ခန်းကြီးလေးကဘယ်လိုလေးဖြစ်ပေါ်လာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကโอโนโมตะတဲ့ရှိရှိနော်ယခုမဲရှိဆိုတော့ဒီပစိန်ကိုကင်ထားတဲ့လက်ပေါ့နော်ပစိန်ကိုကင်ထားတဲ့လက်ရှိနော်ယခုမဲရှိနော်ယခုမဲအဖေရဲ့တာဝန်ပေါ့နော်ရှိဆိုတာအဖေဆိုတော့ပစိန်ကိုကင်ထားတာကတော့အဖေရဲ့လက်ပေါ့နော်အဲ့တော့အဖေကိုပြောတာဖြစ်ပါတယ်ဒီပစိန်ကိုကင်ထားတဲ့လက်ကလေးရဲ့ပုံစံပေါ့နော်ပစိန်ကိုကင်ထားတဲ့လက်ကလေးရဲ့ပုံစံသူကပုံစံလေးကတော့ဒီပုံစံလေးအတိုင်းမြင်ပြီးတော့ပေါ့နော်ဖြစ်ပေါ်လာတယ်ပေါ့နော်ဆိုတော့ပထမဆုံးအနေနဲ့သူ့ကိုရေးချက်ကပထမတစ်ချက်အနေနဲ့ဒီဘက်မှာတစ်ချက်ဆွဲမယ်ဒုတိယတစ်ချက်အနေနဲ့ကျတော့အဲ့ဒီလိုပဲညီညာလေးဆက်ထွက်မယ်ပြီးလို့ရှိရင်တစ်ချက်နှစ်ချက်သုံးချက်တစ်ချက်နှစ်ချက်သုံးချက်လေးချက်ဆိုပြီးတော့ရက်လိုက်မယ်ပေါ့နော်သူကဒီပုံစံလေး crossing ပုံစံလေးနဲ့ပေါ့နော်ဆိုတော့သူ့ရဲ့အတန်ထွက်ကတော့ကျွန်တော်တို့ရှိဆိုပြီးတော့အတန်ထွက်တာရှိမယ်ဖုဆိုပြီးတော့အတန်ထွက်တာမျိုးရှိမယ်ပေါ့နော်သူ့ကိုတစ်လုံးနဲ့ရေးထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကရှိဖာတာအဖေကိုပြောတာဖြစ်ပါတယ်ပေါ့နော်ဆိုတော့နောက်ကရှေ့ကနေပြီးအိုတိုးဆန်ဆိုတာဒီကောင်ကျတော့ချွင်းချက်လေးနဲ့မှတ်ထားမှာပေါ့နော်စတားလေးပြထားတယ်အိုတိုးဆန်ဆိုတာအဖေကိုပြောတာဖြစ်ပါတယ်ရှိဆိုတာအဖေအိုတိုးဆန်ဆိုတာလည်းအဖေပေါ့နော်ဆိုတော့နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ကရှိအိုယာဆိုတာကျွန်တော်တို့ဖခင်ပေါ့နော်ရှိအိုယာဆိုတာဖခင်အိုယာဆိုတာရှိနဲ့အိုယာနဲ့ပေါက်ထားတယ်ပေါ့နော်ဆိုတော့ရှိအိုယာဆိုတာဖခင်ပဲသူတို့ကတော့အဖေကိုပြောတာအပြေကိုခေါ်တဲ့ဒီအတုံးထုံးတွေပဲဖြစ်ပါတယ်ပေါ့နော်သူကကြတော့ကျွန်တော်တို့ကိုယ့်ရဲ့အဖေပြောနော်ရှိဆိုတာဝါတာရှိနိုရှိဆိုတာကျွန်တော်ရဲ့အဖေပေါ့နော်အိုတိုဆန်ဆိုကြတော့တခြားမိဘတွေကိုအနာတန်တို့အိုတိုဆန်ဆိုရင်မင်းရဲ့အဖေပေါ့နော်အဲ့လိုမျိုးသူများတွေရဲ့ဒီအဖေအမေတွေကိုသုံးတဲ့နေရာမှာလည်းသုံးတယ်ပေါ့နော်ဆိုတော့ဒီကြတော့အိုဆိုတာတော့ချစ်ရရင်ကြီးအောင်ဆိုပြီးထည့်ထားတာရှိအိုရဆိုတာတော့ဖခင်ပေါ့နော်အဲ့လိုမျိုးအဓိပ္ပာယ်ရပါတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုသွားရအောင်အဖေပြီးရင်တော့ကျွန်တော်တို့အမေလာတယ်ပေါ့နော်အမေကြတော့ဒီမှာအမေရဲ့ခန်းကြီးကဘလို့ဖြစ်ပေါ်လာလဲဆိုတော့စုဝတ်တဲ့အီရူအွန်နာနောဟီတိုထိုင်နေတဲ့အမျိုးသမီးရဲ့ပုံပေါ့နော်ထိုင်နေတဲ့အမျိုးသမီးရဲ့ပုံပြောတာဖြစ်ပါတယ်ဆိုတော့သူ့ကိုရေးချက်ကနေပြီးတော့ပထမတစ်ချက်အနေနဲ့ဒီဘက်ကနေပြီးတော့တစ်ချက်ဒီဘက်ကိုဆွဲမယ်ဟုတ်ပြီလို့ရှိရင်တစ်ချက်နှစ်ချက်သုံးချက်အနေနဲ့ကျွန်တော်တို့ဒီကနေပြီးတော့ပြန်ယူလာပြီးတော့အောက်ကိုပြန်ကွန့်ထည့်လိုက်မယ်ပေါ့နော်အပေါ်ပြန်ကွန့်ထည့်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကတစ်ချက်နှစ်ချက်သုံးချက်တစ်ချက် sorry ကျွန်တော်မှာဆိုတော့ပထမတစ်ချက်အနေနဲ့တစ်ချက်နှစ်ချက်သုံးချက်လေးချက်အဲ့ကနေပြီးတော့ဒီအလဲကနေပြီးတော့ဖြတ်မယ်ပေါ့နော်ဆိုတော့တစ်ချက်နှစ်ချက်သုံးချက်လေးချက်ပြီးတော့အလဲကနေဖြတ်လိုက်ပေါ့နော်၅ချက်ပေါ့နော်စုစုပေါင်းသူကရေးချက်က၅ချက်ရှိရပေါ့နော်သူအတန်ထွက်ကကြတော့ကျွန်တော်တို့ဟဆိုပြီးတော့အတန်ထွက်တာရှိမယ်ပြီးလို့ရှိရင်ဘိုးဆိုပြီးတော့အတန်ထွက်တာရှိမယ်ပေါ့နော်သူတစ်လုံးနဲ့ရေးထားမယ်ဆိုရင်ဟလို့အတန်ထွက်မယ်ဟလို့ခေါ်မယ်သူကတော့အမေကိုပြောတာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့အိုကားဆန်ပေါ့နော်ဒီမှာလဲစတားလေးပြထားတာပေါ့နော်ရွှေ့ချက်အနေနဲ့ဒီဟာလေးတော့တေချာလေးမှတ်ထားပါနော်အိုကားဆန်ဆိုတာလည်းအမေပေါ့နော်ဆိုတော့ဒီရှိကိုပြောခဲ့သလိုပဲတခြားသူရဲ့အဖေအမေတွေကိုပေါ့နော်ခေါ်တဲ့နေရာမှာလည်းသုံးတယ်ပေါ့နော်ဆိုတော့ဒါလည်းအမေပေါ့နော်ဒီမှာဖူဘိုးပေါ့နော်သူ့ရဲ့ဒီပေါ့နော်အတန်ထွက်ကပေါ့နော်တရုတ်အတန်ထွက်နဲ့ထွက်တာဖူဘိုးဆိုလို့ရှိရင်အမိနဲ့အဖေနဲ့အမေနဲ့ပေါ့နော်အဲ့ဒါဆိုမိဘပေါ့နော်ဆိုတော့ parents ပေါ့နော်မိဘကိုပြောတာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ဘိုးခုဆိုတာကျွန်တော်တို့မိခင်နိုင်ငံပေါ့နော်ဘိုးခုဆိုတာကျွန်တော်တို့မိခင်နိုင်ငံမိမိနိုင်ငံပေါ့နော်ဘိုးခုဆိုတာမိခင်နိုင်ငံမိဘနိုင်ငံပြောတာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုသွားမယ်ပေါ့နော်နောက်တစ်ခုကြတော့ကျွန်တော်တို့ကပေါ့နော်ဘလိုလေးဖြစ်ပေါ်လာလဲပေါ့နော်ဒီခန်းကြီးလေးကဘလိုလေးဖြစ်ပေါ်လာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကောတိုမာတိုရက်တက်နေဆိုတဲ့ခန်းကြီးလေးပေါ့နော်တိုမာတိုရက်တက်နေတဲ့ပြီးတော့ဟီတိုလူပေါ့နော်ရှင်းတာဟီဆိုတာတေသွားခဲ့တော့တေပြီးခဲ့တော့ပေါ့နော်တေဆုံးသွားတော့ဟီတိုအဲ့ဒါကလည်းစိုးစမ်းဆိုတာကျွန်တော်တို့ဘိုးဘေးဘီဘီကိုပြောတာဖြစ်ပါတယ်အဲ့တော့စာခိအရင်ပေါ့နော်မတိုင်ခင်တော့ကျွန်တော်တို့တွေမတိုင်ခင်တော့ကျွန်တော်တို့အဖိုးအဖားတွေရှိရလေစာခိဆိုတာကျွန်တော်ဥစာမိုင်းဆိုတာမတိုင်ခင်ကျွန်တော်တို့တွေမတိုင်ခင်ရှေ့ရအဲ့တော့ तू ကစီနီယာကြတာတွေဟိုအစွန်အဖျားတွေပေါ့နော်အရင်ဆိုတဲ့အဓိပ္ပာယ်မျိုးရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့
အစွန်အဖျားဥစွာအရင်မာအဲဆိုတာမာအဲဆိုလို့ရှိရင်ကျွန်တော်ဥစွာပေါ့နော်အဲ့လိုမျိုးတွေတုံးတယ်ပေါ့နော်သူ့ရဲ့အဓိပ္ပာယ်လေးကအပြီးမှကျွန်တော်ပါနောက်မှအဓိပ္ပာယ်လေးရှင်းပြမယ်ပထမသူ့ရဲ့အတန်ထွက်ကစခိဆိုပြီးတော့ရှိမယ်ပြီးတော့စမ်းဆိုပြီးတော့ရှိမယ်ပေါ့နော်စခိဆိုပြီးတော့ရှိမယ်စမ်းဆိုပြီးတော့လည်းရှိမယ်ပေါ့နော်ဆိုတော့သူ့တစ်လုံးနဲ့ရေးထားမယ်ဆိုလို့ရှိရင်ပေါ့နော်စခိဆိုလို့ရှိရင်ကျွန်တော်တို့ကအစွန်အဖျားဥစွာအရင်ပေါ့နော်စခိအရင်ပေါ့နော်စခိအရင်နောက်တစ်ခုအနေနဲ့စမ်းကက်ဆုဆိုလို့ရှိရင်ပြီးခဲ့တော့လာပေါ့နော်စမ်းကက်ဆုပြီးခဲ့တော့လာစမ်းကက်ဆုပြီးခဲ့တော့လာပေါ့နော်ဒီမှာလေးနည်းနည်းဒီမှာလေးအယောင်လေးတွေရှယ်ထားလို့ရှိရင်သူကနည်းနည်းလေးအရေးကြီးရပေါ့နော်သူ့ကိုတေချာလေးလိုက်မှတ်ထားပါတော့ဒီမှာအယောင်လေးတွေရှယ်ပေးထားရပေါ့နော်အဲ့ဒါဆိုရင်တော့တေချာလေးလိုက်မှတ်ထားပါတော့နောက်တစ်ခုအနေနဲ့စမ်းပိုင်းပေါ့နော်စမ်းပိုင်းဆိုလို့ရှိရင်စီနီယာပေါ့နော်ကိုအလုပ်တွေဘာတွေမှာကျွန်တော်တို့လုပ်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ရှေ့ရောက်နေတဲ့လူစီနီယာဆိုလို့ရှိရင်ကျွန်တော်စမ်းပိုင်းဆိုပြီးတော့ခေါ်တယ်ပေါ့နော်ဆိုတော့နောက်တစ်လုံးကျွန်တော်တို့တွားရအောင်ပေါ့နော်နောက်တစ်လုံးကြတော့ကျွန်တော်တို့ကဒီဘလိုလေးဖြစ်ပေါ်လာလဲပေါ့နော်ဥမာရဲပေါ့မွေးဖွားတယ်ဆိုတဲ့ခန်းကြီးအဲ့ဒါဘလိုမျိုးဖြစ်ပေါ်လာလဲဆိုတော့ဂျီမန်ခါရာဒေတာခုရုရှော့ခုပုစုတဲ့ဆိုတော့သူကမြေကြီးကနေထွက်လာတဲ့အပင်ပေါ့နော်ဂျီမန်ခါရာဒေတာခုရုရှော့ခုပုစုဆိုတာမြေကြီးကနေထွက်ပေါ်လာတဲ့အပင်ပေါ့နော်ပြီးရင်အီနိုရှိနော်ရှင်းဘိုးရုအီနိုရှိနော်ရှင်းဘိုးရုဆိုတာကျွန်တော်တို့ကအတက်ရဲ့တင်ကြတာပေါ့နော်စင်ဘိုးရုကအတက်ရဲ့တင်ကြတာပေါ့နော်ဆိုတော့ဥမာရဲဆိုတာကျွန်တော်တို့မွေးဖွားတာပေါ့နော်ဆိုတော့မွေးဖွားတာတွေပေါ့နော်အဲ့လိုမျိုးအသက်ရှင်တာတွေရှင်သန်တာတွေနေထိုင်တာတွေဒါတွေမှာသူကဖြစ်ပေါ်လာတယ်ပေါ့နော်ဒီမှာအပင်လေးတွေပြထားတယ်အပင်လေးစပြီးထွက်လာတယ်ပေါ့နော်ဆိုတော့ဥမာရဲတို့ဆိုတာမွေးဖွားတာအခိတို့ဆိုတာအသက်ရှင်တယ်ဒီခန်းကြီးလေးရဲ့အဓိပ္ပာယ်ကဒီ2မျိုးအဓိပ္ပာယ်ရှိမယ်ပေါ့နော်ဆိုတော့သူ့ရဲ့အတန်ထွက်ကဆိုလို့ရှိရင်ဥမာရဲတို့ဆိုလို့ရှိရင်ကျွန်တော်တို့မွေးဖွားတာဥမာရဲတို့ဆိုတာမွေးဖွားတာရှင်သန်တယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကအခိရုဆိုတာကျွန်တော်အသက်ရှင်တယ်ရှင်သန်တယ်အခိရုဆိုတာအသက်ရှင်တယ်ဒီမှာတစ်ခါကြည့်လိုက်ပေါ့နော်အခိရုဆိုတာအသက်ရှင်တယ်ရှင်သန်တာကိုပြောတာဥမာရဲတို့ဆိုတာမွေးဖွားတာရှင်သန်တာကိုပြောတာပေါ့နော်ဆိုလို့ရှိရင်နောက်တစ်ခုအနေနဲ့စမ်းဆဲဆိုတာဆရာပေါ့နော်ဆရာကိုစမ်းဆဲလို့ခေါ်ပါတယ်စမ်းဆဲဆိုတာဆရာဆိုတာလည်းကျွန်တော်တို့ကြိုသိနေရပေါ့နော်ကျွန်တော်တို့ထက်အရင်သိထားတယ်ဆိုတော့ကျွန်တော်တို့စမ်းဆဲဆိုပြီးတော့ကျွန်တော်သုံးတယ်ဒီမှာစမ်းဆဲကဆောနာဥမာရဲဆောနာဒီဟွာနဲ့တူရနော်ဒီမှာစာခိအရင်သိနေရနော်စမ်းဆဲဆိုတဲ့အဓိပ္ပာယ်ပါတယ်နော်အဲ့တော့နောက်တစ်ခုအနေနဲ့စေခါစုဆိုတာဘဝပေါ့နော်စေခါစုဆိုတာနေထိုင်မှုဘဝစေခါစုဆိုတာနေထိုင်မှုဘဝပေါ့နော်ဆိုတော့နောက်တစ်ခုသွားရအောင်နောက်တစ်ခုကကျွန်တော်လေ့လာတယ်ဆိုတဲ့ခန်းကြီးလေးဘယ်လိုဖြစ်ပေါ်လာလဲပေါ့နော်လေ့လာတယ်ဆိုတဲ့ခန်းကြီးလေးကကျွန်တော်တို့ဘယ်လိုလေးဖြစ်ပေါ်လာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကရာနဲ့တော့ဦးရဲ့တော့ဖူတာစွနော်တဲ့ဆိုတော့အမိုးပေါ်မှာရှိတဲ့လက်နှစ်ခုပေါ့နော်အမိုးပေါ်မှာရှိတဲ့လက်နှစ်ခုဒီအမိုးပေါ်မှာရှိတဲ့လက်နှစ်ခုကြည့်လိုက်ပေါ့နော်အမိုးပေါ်မှာရှိတဲ့လက်နှစ်ခုတဲ့ပြီးတော့တဲ့ကျွန်တော်တို့ခုတ်သုံးမို့တဲ့ခလေးတဲ့စမ်းဆဲတော့ခုတ်သုံးမို့ကတဲ့တဲကိုတဲ့တိုရီအတ်တဲဆူလူတဲ့တိုရီအတ်တဲဆူလူဆိုတာကျွန်တော်တို့မလုပ်လဲဆိုတော့လက်ကိုယူပြီးတော့ပြုတ်လုပ်ကြတယ်ပေါ့နော်ခလေးရဲ့လက်ကိုယူပြီးတော့စမ်းဆဲနဲ့ဒီခလေးကဒီလက်ကိုယူပြီးတော့ပေါ့နော်ပြုတ်လုပ်ကြတယ်ပေါ့နော်အဲ့ဒါဘန်ကျူစုလို့တဲ့အဲ့လေးလာလို့ပြောတယ်အဲ့လိုမျိုးလေးဖြစ်လာတယ်ပေါ့နော်ခလေးရဲ့လက်နဲ့ဒီဆရာရဲ့လက်နဲ့ပြုတ်လုပ်ကြတာဟုတ်ဒါလေးလာတယ်လို့ခေါ်တယ်ပေါ့နော်သူကတော့မာနဘူးသင်ယူတယ်ဆိုတဲ့အဓိပ္ပာယ်ရှိမယ်မာနဘူးဆိုတဲ့သင်ယူတယ်ဆိုတဲ့အဓိပ္ပာယ်ရှိမယ်ပြီးတော့ဂတ်ခုဆိုတဲ့အဓိပ္ပာယ်ရှိမယ်ဂတ်ဆိုတဲ့အတန်အတွက်ရှိမယ်ပေါ့နော်အဲ့တော့ဒီဟာလေးမှတ်ထားပါဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဂတ်ခုဆဲဆိုတာကျောင်းသားကိုပြောတာဖြစ်ပါတယ်ဂတ်ခုဆဲဆိုတာကျောင်းသားနောက်တစ်ခုဒိုင်းဂတ်ခုဆိုတာ University ပေါ့နော်တက္ကသိုလ်ဒိုင်းဂတ်ခုဆိုတာဒါကတော့အခန်း8မှာသင်ရမယ်ပေါ့နော်ဒိုင်းဂတ်ခုဆိုတာတက္ကသိုလ်ကိုပြောတာဖြစ်ပါတယ်နောက်တစ်ခုခခခုဆိုတာသိပ္ပံပညာကိုပြောတာဖြစ်ပါတယ်ခခခုဆိုတာသိပ္ပံပညာပြောတာဖြစ်ပါတယ်နောက်တစ်ခုကယူကခုစုရုဆိုလို့ရှိရင်ကျွန်တော်တို့ကပညာတော်သင်သွားတာကိုပြောတာဖြစ်ပါတယ်ယူကခုစုရုဆိုတာပညာတော်သင်သွားတာဖြစ်ပါတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုအနေနဲ့ကျွန်တော်သွားရအောင်နောက်တစ်ခုကျတော့ကျွန်တော်တို့က46ပေါ့နော်46ဆိုလို့ရှိရင်ကျွန်တော်တို့ကဘလို့ဘာအဓိပ္ပာယ်ပြီးတယ်ကိုစားပြုတဲ့ခန်းကြီးလေးလဲပေါ့နော်သူကတော့ကျွန်တော်ဘယ်လိုလဲဆိုတော့သူကခိတဲ့တစ်ပင်ပေါ့နော်ခိတစ်ပင်ပြီးတော့ကျွန်တော်တို့မာကြီးဝါတို့ဆိုတာကျွန်တော်တို့ဖြတ်တန်းတာမာကြီးဝါတို့ဆိုတာဖြတ်တန်းတာဒီမှာလည်းလေကျွန်တော်တို့ပြောဒီမှာရှင်းပြတာမာကြီးဝါတို့ဆိုလို့ရှိရင်ကျွန်တော်ဗလာစာအုပ်လေးမှာပေါ့နော်မာကြီးဝါတို့ဆိုပြီးရေးပြီးလို့ရှိရင်ဒီဘေးကနေပြီးဖြတ်တန်းသည်ဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော်ကိုလိုပါလေးကြီးလည်းရေးသိရှင်တယ်ပေါ့နော်ဆိုတော့နောက်တစ်ခုအနေနဲ့စမ်းဆဲတော့စိတ်တော်ကဣရှောနီဘန်ကျော်စုတို့ကိုရော
gakko တဲ့ဆိုတော့ကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုလို့ရှိရင် sunset တို့စိတ်တို့က sunset တို့ကျောင်းဆရာနဲ့ကျောင်းသားကတော့စိတ်တို့ကတဲ့ ishoni အတူတကွပေါ့နော်အတူတကွ bankyo suru တဲ့တို့ကတော့အတူတကွကျောင်းဒီလေ့လာတဲ့နေရာပေါ့နော်အဲ့ဒါ gakko လို့ခေါ်တယ်တဲ့ကျောင်းလို့ခေါ်တယ်ပေါ့နော်အဲ့ဒါသူ့ရဲ့ပုံစံလေးကဘယ်ဟာလေးဖြစ်လာလဲဆိုတော့တစ်ပင်ရှိမယ်ဆရာရှိမယ်ကျောင်းသားရှိမယ်အဲ့ဒါကိုကျွန်တော်တို့ကကျောင်းလို့ခေါ်မယ်ပေါ့နော်တစ်ပင်ရှိမယ်ဆရာရှိမယ်အဲ့တော့ဒီမှာကြည့်ကြည့်လိုက်ကျွန်တော်တို့ဒါတစ်ပင်လေတစ်ပင်ကိုကိုစားပြုတဲ့ခန်းကြီးလေးပေါ့နော်တစ်ပင်ကိုကိုစားပြုတဲ့ခန်းကြီးလေးဒီဘက်မှာဆိုရင်ကျွန်တော်တို့ကဒီမှာပေါ့နော်အောက်ကဆိုရင်ဒီမှာခန်းကြီးကကျွန်တော်တို့အဖေရဲ့ခန်းကြီးရှိရဲ့ခန်းကြီးလေးနော်ဒီအမိုးနဲ့နော်ဒါပေမဲ့ဒီမှာကျတော့သူကဆရာနဲ့ကျောင်းသားဆိုတဲ့ပုံစံလေးယူထားတယ်ပေါ့နော်ဆိုတော့မှတ်တာတော့မှတ်ကြပါတော့ဒီမှာပြောထားတဲ့အတိုင်းမှတ်လို့ရတယ်ကိုယ်ပုံစံလေးကိုမှတ်လို့ရတယ်ပေါ့နော်သူကရေးချက်က10ချက်ရှိမယ်ပေါ့နော်ကျွန်တော်ဒီမှာတော့မရေးပြလိုက်တော့ဘူးနော်ပထမတစ်ချက်ဆွဲမယ်ဒုတိယဖြတ်မယ်ပေါ့နော်အလယ်ကနေပြီးတော့နောက်တစ်ခုဒီတစ်ပင်လေးဖြစ်မှာပေါ့နော်ဒီဘက်ဆွဲမယ်ဒါတစ်ပင်ခန်းကြီးရဒီမှာလေးအဲ့ဒါလေးကိုတေးသေးလေးဒီဘက်ကနေဆွဲမယ်ဆွဲပြီးလို့ရှိရင်နောက်တစ်ခုအနေနဲ့ဒီအပေါ်ကနေပြီးတော့ဒီအမိုးလေးပုံစံမျိုးလေးလာမယ်ပေါ့နော်ပြီးလို့ရှိရင်ဒီဘက်တစ်ချက်နှစ်ချက်ပေါ့နော်အဖေခန်းကြီးလေးဆွဲလိုက်မယ်ပေါ့နော်ရှိဆိုတဲ့ခန်းကြီးလေးဆွဲလိုက်မယ်ဒါဆိုရင်တော့10ချက်ဆွဲလိုက်ရင်တော့ဒီကတ်ခိုးဆိုတဲ့ကျောင်းကိုကိုစားပြီးတဲ့ခန်းကြီးလေးရောက်ပါတယ်သူကတော့ကျွန်တော်တို့ခိုးဆိုတဲ့အတန်ရှည်လေးပေါ့ရှိရပေါ့နော်သူရဲ့ကိုစားပြီးခန်းအတန်လေးကတော့ဆိုတော့ကျွန်တော်ဆောကမာနဘူးတင်ယူတယ်ဆိုတဲ့ဘန်ကီယောဆိုတဲ့ဟာနဲ့ကျွန်တော်တို့ပေါင်းလိုက်မယ်ဆိုလို့ရှိရင်ကတ်ခိုးဆိုတာကျောင်းဖြစ်သွားတယ်ပေါ့နော်ကတ်ခိုးဆိုတာကျောင်းဖြစ်သွားတယ်ခိုးချောဆိုတာကျတော့ကျွန်တော် school ပေါ့နော်ခိုးချောဆိုတာကျွန်တော်တို့ကျောင်းအုပ်ပေါ့နော်ကျောင်းအုပ်ကိုပြောတာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခု short gakko ဆိုတာကျွန်တော်တို့ဘယ်လိုပြောရလဲမူလာတဲ့ပေါ့နော်မူလာတဲ့ primary school ဆိုတာမူလာတဲ့ပေါ့မူလာတဲ့အကြောင်းပြောတာဖြစ်ပါတယ်ဆိုတော့ဘိုးခိုးဆိုတာကျွန်တော်တို့မိခင်တက္ကသိုလ်မိခင်ကျောင်းဒါကိုပြောတာဖြစ်ပါတယ်ဘိုးခိုးဆိုတာမိခင်တက္ကသိုလ်မိခင်ကျောင်းကိုပြောတာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့နောက်တစ်ခုသွားမယ်နောက်တစ်ခုကြတော့ကျွန်တော်တငယ်ချင်းပေါ့နော်တငယ်ချင်းဆိုတဲ့ခန်းကြီးလေးကဘယ်လိုလေးဖြစ်ပေါ်လာလဲပေါ့နော်ဆိုတော့ミキデが2つ多数ケアを友達でကျွန်တော်တို့ミキဆိုတာညာဘက်လေミキဆိုတာတခါတည်းပရာဆောင်းမှာလည်းမှတ်ထားလို့ရအောင်နော်ミキデဆိုတာညာဘက်လက်အဲ့ဒါကားတဲ့2つတဲ့နှစ်ခုတဲ့ညာဘက်လက်နှစ်ခုတဲ့多数ケアဆိုတာအပြန်အလှန်ကူညီတာ多数ケアဆိုတာအပြန်အလှန်ကူညီတာဒီ多数ケルဆိုတာကူညီတာအာဥနဲ့ပေါင်းတယ်အပြန်အလှန်ကူညီတာပေါ့နော်多数ケアဆိုအဲ့ဒါတိုမိုတာချီတယ်ညာဖက်လက်နဲ့အပြန်အလှန်ကူညီကြတာတကယ်ချင်းတဲ့သူ့ရဲ့ခန်းကြီးတွေကဒီညာဖက်လက်နှစ်ခုပေါင်းလိုက်တဲ့ပုံစံမျိုးလေးနဲ့ဖြစ်ပေါ်လာတယ်ပေါ့နော်သူကတော့ရေးချက်ကသူကတော့၄ချက်ရှိမယ်ပေါ့နော်ပထမတစ်ချက်ဆွဲမယ်ဒုတိယတစ်ချက်ဆွဲမယ်တတိယတစ်ချက်ဒီအဲ့နေပြီးတော့အောက်ကိုပြန်ဆွဲချမယ်ပေါ့နော်ပြီးရင်ဒီဘက်ကနေပြီးတော့ပြန်အောက်ကိုပိတ်ချမယ်ဆိုတော့သူက၄ချက်ဆွဲမယ်သူ့ရဲ့အတန်ထွက်ကကျွန်တော်တိုမိုဆိုပြီးတော့ရှိမယ်ပြီးတော့ကျွန်တော်တို့က U ဆိုပြီးတော့ရှိမယ်ပေါ့နော်တိုမိုဆိုပြီးတော့ရှိမယ် U ဆိုပြီးတော့ရှိမယ်သူကတိုမိုဒါရှိတော့တိုမိုဆိုတာဒီတိုမိုရဲ့နောက်ကဒါရှိလေးပေါက်လာလို့ရှိရင်တိုမိုဒါရှိဆိုတာတငယ်ချင်းကိုပြောတာဖြစ်ပါတယ်ပေါ့နော်ဒီမှာလည်းပဲအယောင်လေးခြေထားတာဆိုတော့ဒီအယောင်လေးကိုလည်းတခြားလေးမှတ်ထားပါတော့ဒီခန်းကြီးလေးတွေကစောင်းမွေးမှာပါတတ်တယ်ပေါ့နော်ဆိုတော့နောက်တစ်ခုယူကျင်ဆိုတာလည်းတငယ်ချင်းပဲနော်ယူကျင်ဆိုတာလည်းခင်မင်းရင်းနှီးတဲ့တငယ်ချင်းတွေအရင်နှီးဆုံးတငယ်ချင်းမိတ်ဆွေကိုယူကျင်လို့ပြောတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုရှင်းယူဆိုတာလုံးဝတကယ်တငယ်ချင်းအရင်ကြီးပေါ့နော် very close friend အဲ့ဒါပြောတာဖြစ်ပါတယ်ရှင်းယူဆိုတာလောက close friend ပြောတာဖြစ်ပေါ့နော်ဆိုတော့နောက်တစ်ခုသွားမယ်နောက်တစ်ခုကကျွန်တော်တို့တစ်ပင်ခန်းကြီးလေးကိုကျွန်တော်တို့ကဒီကနေပြီးတော့အောက်ကနေပြီးတော့ဒီဒုတ်ချောင်းလေးတစ်ချောင်းဆွဲလိုက်လို့ရှိရင်ကျွန်တော်တို့စာအုပ်ကိုစားပြီးတဲ့ခန်းကြီးလေးဖြစ်ရတယ်တဲ့ပြီးတော့ဒီတစ်ပင်နဲ့ခိနော်နဲ့တစ်ပင်ရဲ့ပေါ့နော်တစ်ပင်ရဲ့ကျွန်တော်တို့ဇစ်မြေအမြင့်ပေါ့နော်တစ်ပင်ရဲ့နဲ့ဆိုတာအမြင့်ဆိုတော့တစ်ပင်ရဲ့အမြင့်ပေါ့နော်အဲ့ဒါစာအုပ်ပဲတဲ့တစ်ပင်ရဲ့အမြင့်ဆိုတာစာအုပ်ပဲတဲ့ဆိုတော့ကျွန်တော်တို့ဒီမှာရေးချက်ကကြတော့သူက၅ချက်ရှိမယ်ပေါ့နော်တစ်ချက်ဆွဲမယ်တစ်ပင်ခန်းကြီးလေးအရင်ဆွဲလိုက်မယ်ဒါတစ်ပင်ခန်းကြီးလေးပြီးရင်ကျွန်တော်တို့အောက်ကနေဒုတ်ချောင်းလေးတစ်ချောင်းဆွဲပေးလိုက်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့စာအုပ်ကိုစားပြုတဲ့ခန်းကြီးလေးရောက်ပြီသူရဲ့အတန်ထွက်ကကြတော့ကျွန်တော်တို့မွတ်တိုဆိုပြီးတော့ရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဖုံးဆိုပြီးတော့ရှိမယ်ဘုံးဆိုပြီးတော့ရှိမယ်ဘုံးဆိုပြီးတော့လည်းရှိမယ်ပေါ့နော်မွတ်တိုရှိမယ်ဖုံးရှိမယ်ပုံးရှိမယ်ဘုံးရှိမယ်ပေါ့နော်အတန်ထွက်ကတော့ဒီမှာဆိုရင်ဟွန်းစာအုပ်ကိုပြောတာဖြစ်ပါတယ်နိဟွန်းကြတော့ကျွန်တော်တို့ရှေ့ရလေးဒီနိရှိဆိုတဲ့ခန်းကြီးလေးပေါ့နော်နိဆိုတဲ့ခန်းကြီးလေးကိုကျွန်တော်တို့ကဒီဟွန်းနဲ့ပေါက်လို့ရှိရင်နိဟွန်းဆိုတာဂျပန်နိုင်ငံကိုပြောတာဖြစ်ပါတယ်နိပွန်လို့လည်းခေါ်ပါတယ်နိပွန်လို့လည်းခေါ်ပါတယ်နိဟွန်းလို့လည်းခေါ်ပါတယ်ဒါဂျပန်နိုင်ငံကိုပြောတာဖြစ်ပါတယ်ပေါ့နော်ပြီးတော့ဟွန်းရဆိုတာဒီကရပေါ့နော်ဆိုင်ကိုပြောတာဖြစ်ဟွန်းရဆိုတာစာအုပ်ဆိုင်
ဟွန်းရဆိုတာစာအုပ်ဆိုင်ကိုပြောတာဖြစ်တယ်နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ယာမမိုတိုဆန်ဆိုတာဒါယာမဆိုတဲ့တောင်ခန်းကြီးဒါမိုတိုဆိုတဲ့ဒီစာအုပ်ကိုကိုစားပြုတဲ့ခန်းကြီးပေါ့နော်နောက်ကဆန်ဆိုတာကတော့ကျွန်တော်လူပုဂ္ဂိုလ်တွေကိုကျွန်တော်ရင်ကြီးကြီးလေးနဲ့ခေါ်တဲ့တောင်းနှုတ်ပေါ့နော်အဲ့တော့မစ္စတာယာမမိုတိုပေါ့နော်အဲ့လိုမျိုးလေးအသိပေးရပါတယ်နောက်တစ်ခုအနေနဲ့ကျွန်တော်တို့သွားမယ်ဆိုလို့ရှိရင်နေ့တိုင်းနေ့စဉ်ပေါ့နော်မာကြီးဆိုတဲ့ခန်းကြီးလေးသူကကြတော့ဘယ်လိုလေးဖြစ်ပေါ်လာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကခါမီဆိုတာစပင်းခါဇာရီဆိုတာအစင်တစားပေါ့နော်စထိုးတို့ဘာလို့ပြောတာဖြစ်တယ်ပေါ့နော်အဲ့တော့ခါမီခါဇာရီကိုတဲ့စုခဲတဟိုကားဆန်တဲ့ဟိုဝက်စင်စုခဲတဆိုတာဝက်စင်နဲ့ဟိုကားဆန်အမေပေါ့နော်အမေပေါ့နော်ပြီးတော့စုခိနီဆိုတာကျွန်တော်ဆက်တိုက်ပေါ့နော်ခိုသုံးမို့ကလေးကိုခုမှုဆိုတာဘာလို့တာလဲမွေးရတဲ့အမကြီးအကျိန်တိုင်းမွေးနေတယ်အမေကအဲ့တော့စပင်းတစားထိုးတဲ့ဝက်စင်စပင်းတစားထိုးစပင်းမှာတစားထိုးထားတဲ့အသုံးပြုထားတဲ့အမေကတဲ့စုခိတဲ့ဆက်တိုက်ကလေးကိုမွေးနေရအောင်နော်ဒါဆိုရင်ကျွန်တော်တို့မာကြီးပေါ့နော် airy ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်တယ်သူကရေးချက်ကတော့ကျွန်တော်တို့6ချက်ရှိမယ်ပေါ့နော်ပထမတစ်ချက်ဆွဲမယ်2ချက်ရှိမယ်3ချက်ကကြတော့ဒီအောက်ကနေလာမယ်4ချက်ကြတော့ဒီအပေါ်ကနေအမေပေါ့နော်အမေနဲ့ဒီမှာကွာတာလေးဘာလေးကွာလဲဆိုလို့ရှိရင်ကြီးအမေခန်းကြီးနဲ့ကွာတာဒီအလဲကနေဒုံချောင်းလေးတစ်ချောင်းဆွဲလိုက်တာကွာပါတယ်ပေါ့နော်တကယ်ဆိုရင်တော့ကျွန်တော်တို့ဒီဘက်မှာဟို14 20ရှိမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာကျတော့သူကစုပ်ချက်ကကျွန်တော်တို့6ချက်ရှိမယ်ပေါ့နော်သူရဲ့အတန်ထွက်ကကျတော့ကျွန်တော်မာကြီးဆိုတဲ့အဓိပ္ပာယ်ရှိမယ်ဆိုတော့မာကြီးရဲ့နောက်ကနိရှိရဲ့ပြောတယ်မာကြီးနိရှိဆိုရင် everyday နေ့တိုင်းကိုပြောတာဖြစ်တယ်ပေါ့နော်နေ့တိုင်းကိုပြောတာဖြစ်တယ်မာစုခိဆိုတာ every month လာတိုင်းမာကြီးစုခိevery month မာကြီးတို့ရှိနှစ်တိုင်းပေါ့နော်မာကြီးနဲ့နှစ်တိုင်း every year မာကြီးအစမနေ့တိုင်းပေါ့နော်ရှေ့ကမာကြီးဆိုလို့ရှိရင်တိုင်းလို့ကျွန်တော်တို့အမြဲတမ်းလုပ်နေတယ်နေ့တိုင်းလတိုင်းရက်တိုင်းဒါဆိုရင်ကျွန်တော်တို့ရှေ့ကနေသုံးမယ်ဆိုလို့ရှိရင်မာကြီးဆိုတဲ့ဒီခန်းကြီးလေးသုံးမယ်ဆိုလို့ရှိရင်ရပါတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့နောက်ဆုံးခန်းကြီးလေးပေါ့နော်အခန်း5ခန်းမြောက်ရေးဆိုတော့သူကတော့နတ်နီဘာလဲ what ဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော်သူကဘယ်လိုလေးဖြစ်ပေါ်လာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကအိုခီနီမိုဆောတဲ့ဟာခွန်တဲ့ဣရုဟီတိုနီနာကာမီဝနာနီတိုခိခုနာနီပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာအိုခီဆိုတာကြီးမားသောနိမှုစုဆိုတာအထုပ်အပိုးပြောတာနိမှုစုကိုတဲ့ဟာခွန်တဲ့ဣရုဆိုတာကျွန်တော်တဲဆောင်လျက်ရှိတဲ့ဟီတိုပေါ့နော်ဟီတိုမှာတဲ့နာကာမီဝါဆိုတာအထဲအတွင်းမှာနတ်နီတို့ခိခုနတ်နီပေါ့နော်အထဲမှာဘာရှိတယ်ပေါ့နော်မေးတယ်ပေါ့နော်အထဲမှာဘာရှိတယ်လို့မေးတယ်အဓိပ္ပာယ်ပေါ့နော်သူကအဲ့ပုံစံလေးဖြစ်ပေါ်လာတယ်ဒီပုံစံလေးကြည့်လိုက်ပေါ့နော်ကျွန်တော်တို့ထုတ်ကြီးကိုတည်ထားတဲ့ဒီလူကပေါ့နော်အထဲမှာဘာရှိလဲပေါ့နော်အဲ့လိုမျိုးလေးမေးနေတာနတ်နီပေါ့နော်ဆိုတော့သူကနတ်နီဆိုတဲ့အဓိပ္ပာယ်ရှိတယ်နန်းဆိုတဲ့အဓိပ္ပာယ်ရှိတယ်ပေါ့နော်ဆိုတော့နတ်နီတို့တစ်ခုတည်းရေးမယ်ဆိုလို့ရှိရင်ကျွန်တော် what ပေါ့နော်နန်ကာဆုဆိုတော့ကျွန်တော်တို့ကနန်ကာဆုဆိုကြတော့ကျွန်တော်တို့ what ဘယ်လာလဲပေါ့နော်ဘယ်လာလဲဆိုတော့နန်းနင်းဆိုတာဘယ်နှစ်ယောက်လဲနန်းကြီးဆိုတာဘယ်အချိန်လဲပေါ့နော်ဘယ်အချိန်လဲဆိုတာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီနေ့မှာတော့ကျွန်တော်ဒီအခန်းပေါ့နော်အခန်း9ရဲ့သင်ခန်းစာအခန်း9သင်ခန်းစာလေးကိုပေါ့နော်10လုံးလေးဟိုပြီးသွားပြီပေါ့နော်